တလောကလုံးညှို့ယုံဥချနှိုင်းမမြတာဘုရားရွှေဆက်ရောင်ပြိုးပြက်ကိုဥထက်တင်ထားယွညွတ်တွား၍သားနဲ့မိဘတပည့်စသည်ပြုရအံ့ဝချွတ်မှုပေရွာလာမြစ်တာကြောင့်တုတ်ပါထေရကျမ်းလိုက်ပြသည့်လောကကျင့်ရာအကျဉ်းမှာပဲနတ်ရွာကိုလုံလုံကြက်၍သုံးတဲ့ကျွေးမွေးမပြည့်ဆောင်ရွက်စီမှာမွေကန်ထိုက်စီလူမြဝေ၍စောင့်လေမျိုးနဲ့ဝင်ငါးဆွဲကျင့်ပွဲသားတို့တာမကောင်းမြစ်ထာကောင်းရာညွန်လက်အတက်တင်စီပေးဝေနေရင်ထိမ်းများခြင်းလေဝင်ငါးအင်ဖားခင်မေတို့တာညီညာထကြွဆုံးမနာယူလာမှုကြိုစီထန်နီးလှုပ်ကြွေတင်တွေးအံ့ရွတ်တပြေးဝမချွတ်ငါးခုတာအတက်လဲတင်ပဲ့ပြင်ဆုံးမသိပ္ပမချံဘေးရန်ရှိကတင့်ရအပ်ဖို့ဆရာတို့ကျင့်ဖို့ဝင်ငါးပြပတိမေကင်းအနေဥစ္စာမိစ္ဆာမမဝစားစဉ်ရဲ့မျက်နှိုးကျင်ငါးရင်လင်ကျင်ရာတဲ့အိမ်တွင်မှုလို့သိမ့်ထုတ်သေးချာမိစ္ဆာကျင်ဆောင်လေအောင်ဖြန့်ချီပြင်းရမမှုဝင်ငါးစုအိမ်သူကျင့်အပ်စွာတဲ့ပေကံချီမြင့်ကိုနဲ့ရှင်သာစီးပွားဆောင်ရွက်နှုတ်မြတ်ချိုသာတစ္ဆာမှန်စီဝင်ငါးတွေကျင့်လေမိတ္တာဝါစွာကြွေမွေပြူရေးစီရင်နာလင်ကုစီငှဝေရတာအခါကိုလွတ်အရှင်းဝမချွတ်ငါးခုသာတဲ့အိတ်တော်နောက်ကြထတော်ကားရှိပေးမှယူအပ်စိစက်ဆောင်ရွက်ကျေးဇူးမြတ်၅ချက်ကျွန်းကျင့်ရမေတ္တာစိတ်သက်ဆောင်ရွက်ချစ်ခင်ခင်မင်နှုတ်ချိုလိုလင်ဖိထားတအားလူစီဝင်ငါးတွေပြုလေထားရကားတဲ့မကောင်းမြစ်ထာကောင်းရာညွန်လေအတိဟောကျူနာဘူးထက်မှနတ်ထန်တင်ရာမေတ္တာလည်းပြုရဟန်းမှု၆ခုလုံးသေးကြကျမ်းတိန်ကာလတုတ်ဝယ်ပြသုံးဝမျက်စေဟာကျင့်ဝတ်မပြေပယ်လေးတွေလားလီရှိမြင့်ကြဤတိဝုကုံဆွေမျိုးစုံ6ပုံထက်နဲ့ရွာလဲပြီးပြင်ကနှစောင်းချသူမိဘနဲ့သားမယားနဲ့လင်အရှင်နဲ့ကြုံထေမွန်တကမိတ္တဟာနဲ့ဆရာတပည့်တဲ့တဲ့မချွတ်ကျင့်ဝတ်စုံနဲ့ဖြူတန့်စင်မှုရှင်လဲမကွေသေးလဲမကွာနတ်ရွာလူပြည်လှဲ့လေအတူစံသားမှု၍နေဘူးရွှေပြည်ဝင်အံ့သည်တိမတီးကျင့်ဝတ်ချွတ်သူတို့မှမလွတ်တာသည်လေးရွာဖို့လုံလုံလူဖြစ်ရှုံး